ပြည်သားရတောင်ကန်းလိုနေရာမျိုးမှာတစ်ထောင်မကျော်မဲ့ဈေးလေးနဲ့လိုချင်နေဆိုတဲ့မိတ်ဆွေတွေအတွက်ဒီဝိုင်းလေးတစ်ဝိုင်းနဲ့မိတ်ဆက်ပေးတင်ပါတယ်ရှင်တိကျမှန်ကန်မြန်ဆန်မှု KTZ နဲ့အစားပြုဟယ်လိုမင်္ဂလာပါ KTZ ချန်နယ်မှာကြိုဆိုပါရရှင်ညီမခုရောက်နေတဲ့ဒီဝိုင်းလေးကတော့မိထီလာမျိုးပြည်သားရတောင်ကန်းတွေက9လမ်းထဲမှာပဲဖြစ်ပါတယ်ရှင်ဒီဝိုင်းလေးရဲ့ပေရကျကတော့30-50ရှိပြီးတော့မြေအမျိုးအစားကတော့လေယာညင်နာမူရင်းကကြာပြီးသားလည်းဖြစ်ပါတယ်ရှင်ဒီဝိုင်းလေးအတွက်ပိုင်ဆိုင်မှုကဆိုလို့ရှိရင်လည်းလုံးဝစိတ်ပူစရာမလိုပါဘူးရှင်ဈေးနှုန်းလေးကလည်းတင်းတင်းနာမို့လို့ပတ်စံအများကြီးမသုံးချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းဒီဝိုင်းလေးကအဆင်ပြေရဒါအပြင်မှာပတ်ဝန်းကျင်ကလည်းတိတ်ဆိတ်အေးချမ်းပြီးတော့အေးလူလူနေချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းမိမိစိတ်ကူးတရားအိမ်လေးကိုပုံဖော်ပြီးတော့တိဆောက်နေလို့ရပါတယ်ရှင်ဒီဝိုင်းလေးရဲ့အားသာချက်ကဆိုလို့ရှိရင်လည်းလမ်းကနှစ်ဖက်ကနေပြီးတော့ဝင်လို့ရတယ်တစ်ဖက်ကဆိုလို့ရှိရင်လည်းပြည်သား9လမ်းကဝင်လို့ရတယ်လို့ဒီဘက်ကဆိုရင်ဝါတူတီရာဆိုင်ရေကူးကန်ဘက်ကလည်းဝင်လို့ရပါတယ်ရှင်ဈေးတက်မြန်လေးနဲ့ရောက်ချပေးမှာဖြစ်တဲ့အတွက်မရလိုက်ဘူးမရှိအောင်လို့တော့အမြန်လက်ဦးထားဖို့တော့လိုပါမယ်ရှင်ဒီဝိုင်းလေးကိုရောက်ချပေးမဲ့ဈေးလေးကတော့3900ပဲဖြစ်ပါတယ်ရှင်ဒီဝိုင်းလေးကိုစိတ်ဝင်စားလို့လူကြီးမင်းတို့ကဆက်သွယ်ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဖုန်းနံပါတ်လေးကိုပဲဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင်